နိုင်တဲ့နီလာချိန်တခါကတောအုပ်ကြီးတစ်ခုထဲမှာတစ်ပင်မျိုးနွယ်စုလို့ခေါ်တဲ့တိုင်းရင်းသားတွေနေကြတယ်။သူတို့နေထိုင်ကြတဲ့တောအုပ်ကြီးထဲမှာတိုင်းရိုင်းတိရစ္ဆာန်တွေအင်မတန်မှပေါ်များတယ်။ဒါကြောင့်တိုင်းရင်းသားမုတ်ဆိုးတွေဟာတစ်ပင်တွေပေါ်ကနေအမဲလိုက်ကြတယ်။တစ်ပင်တက်တာကိုကျွမ်းကျင်ကြရတယ်။ကြားတကောင်ပြောင်တကောင်လိုက်လာရင်တောင်နီးစပ်ရာတစ်ပင်ပေါ်ကိုအမြဲဆုံးတွေ့တက်သွားနိုင်ဖို့လေ့ကျင့်ထားကြရတယ်။မျိုးနွယ်စုထဲမှာလူပြိုပေါက်လူငယ်တွေကိုတစ်ပင်တက်တာလေ့ကျင့်ပေးတဲ့ဆရာကြီးတယောက်ရှိရဲ့အဖိုးအိုပေါ့မျိုးနွယ်စုလူငယ်တွေကိုသူ့စီမှာပညာသင်ပြီးမှတစ်ပင်တက်ရမှာကျွမ်းကျင်အရွယ်အချင်းမိရဲ့လို့သတ်မှတ်ခံရတယ်။တရက်တော့ဆရာကြီးဟာသူသင်ပေးထားတဲ့တပည့်တွေကိုတစ်ပင်တက်တဲ့ပညာကုန်ပြီလို့သတ်မှတ်ဖို့ရာလက်တွေ့စစ်ဆေးတွေဆရာကြီးကတပည့်တွေအားလုံးကိုတောရီကအမြင့်ဆုံးထိုးထွက်နေတဲ့အပင်ကြီးစီကိုခေါ်သွားတယ်။တစ်ပင်ကြီးဟာပြောင်ချောပြီးဖြစ်ပြီးတော့ဘာအကိုင်းမှလည်းမရှိပေမိုးထိုးအောင်မြင်နေ။ဒါကြီးကိုအောင်မြောင်အမြန်ဆုံးထိတ်အရောက်တန်းနိုင်မှာပညာကုန်တာပေါ့။